ဂွမ်နဲ့ဘန်ကတော့မွေးနေ့ပွဲလုပ်ဖို့တယောက်တစ်ပေါက်တွေဖြစ်နေကြပါတယ်။နှစ်ယောက်လုံးဟာ10နှစ်တိတိမွေးနေ့ပွဲကိုတနေ့တည်းလုပ်လာကြပြီမဲ့အခုကျမှရန်ထားပြနေရကြောင်းဆက်ပြနေနှစ်ယောက်လုံးမွေးနေ့ပွဲပါမလုပ်ရတော့ဘူးလို့အဖိုးမတ်ကကျင်းလိုက်ပါတယ်။အဲနောက်အဖိုးမတ်ကဘန်ကိုအကစားသမားသုံးပေါင်တာပေးလိုက်ပါတယ်။အကြောင်းကတော့ဘန်ရဲ့ခြေထောက်မှာမှုရနာတွေပေါက်နေလို့ပဲဖြစ်ပါတယ်။အဲ့လိုနဲ့ဘန်တို့ကားရှိကိုဖက်ရှောက်မိလာတဲ့ကောင်လေးလည်းကားကိုရှောင်ရင်တောက်ကိုပြုတ်ကျသွားပြီမဲ့တကိုင်းလေးကိုကင်ထားရင်ပြုတ်မကြောက်အောင်ထိန်းထားရပါတယ်။အဖိုးမတ်တို့လည်းကားရက်ပြီးဘန်လက်စတင်ဖလိုင်းပြောင်းလိုက်ပြီမဲ့ကန်နိုဘောတာဖြစ်သွားခဲ့ပါတယ်။ကောင်လေးလည်းလက်ချော်ပြီးအောက်ပြုတ်ကျသွားတာကြောင့်ဘန်ကပဲကိုယ်ထဲကကယ်ပေးလိုက်ပါတယ်။အောက်ကိုရောက်တော့ဟိုကောင်လေးလည်းဘန်းအောင်မီလန့်သွားကြောင်းမေးလဲသွားခဲ့ပါတယ်။အဲ့လိုနဲ့အဖိုးမတ်တို့လည်းကောင်လေးကိုကားပေါ်ခေါ်ပြီးစောင့်ရှောက်ပေးထားလိုက်ပါတယ်။သူ့နာမည်ကတော့ဂိလ်ဘတ်ပဲဖြစ်ပြီး Opinion လို့ခေါ်တဲ့ scan နေလာတာပဲဖြစ်ပါတယ်။အဲ့လိုနဲ့အဖိုးမတ်တို့လည်း scan စီကိုသွားကြပါတယ်။စကန်ကိုရောက်တော့အကုန်ရှုပ်ဝက်ပြက်စီနေပြီးလူတယောက်မှလည်းမရှိကြပါဘူး။အဲ့ချိန်မိပြက်သွားကြောင်းအဖိုးမတ်လည်းလက်ကင်တမီဖွင့်လိုက်ပြီးဘန်တို့ကိုတယောက်တစ်လက်ပေးလိုက်ပါတယ်။ထပ်ပြီးအခန်းထဲကနေအတန်ကြားလိုက်တာကြောင့်အဖိုးမတ်တို့လည်းသွားကြည့်ကြပါတယ်။အခန်းထဲရောက်တော့ခလေးနှစ်ယောက်ပုံနေရကနေထွက်လာကြပါတယ်။သူတို့နှစ်ယောက်ကတော့အန်ဒီနဲ့မန်နီဖြစ်ပြီးအမွှာမောင်နှမတွေပဲဖြစ်ကြပါတယ်။စကန်လူတွေလည်းတယောက်မှမရှိကြတော့တာကြောင့်အဖိုးမတ်လည်းတခုခုကိုဆက်သွယ်ကြည့်ရင်မုံတိုင်းတွေလည်းတိုက်နေရကြောင်းဖုန်းလိုင်းတွေပါမမီပဲဖြစ်နေပါတယ်။အဲ့လိုနဲ့အာဗီကားလေးပြန်လာကြပြီးကားဆက်နိုးကြည့်ပေမဲ့ဆက်တင်နေရကြောင်းကားရှိဘုံဘက်ကိုလမ်းကြည့်လိုက်ပါတယ်။အင်ဂျီတစ်ခုလုံးလည်းမှုတွေတက်နေပြီးအဖိုးမတ်တို့ကိုလည်းအဆွဲတွေထွက်နေတဲ့မှုတွေကအဝေးတနေရနေစောင့်ကြည့်နေကြပါတယ်။အဖိုးမတ်တို့လည်းဘဲမှသွားမရတာကြောင့်စကန်ထဲကိုပဲပြောင်းဝင်လာလိုက်ပါတယ်။ဖိုးမတ်ကတော့ဂွမ်တို့ဂိလ်ဘတ်ကိုစောင့်ကြည့်ထားခိုင်းပြီးသူကတော့စားစရာတစ်ခုခုသွားရှာဖို့ထွက်သွားခဲ့ပါတယ်။အဲ့ချင်းဂိလ်ဘတ်ကနိုးလာပြီးအပြင်ဘက်မှာလည်းအဖိုးမတ်ရဲ့အော်တန်ကိုကြားလိုက်တာကြောင့်ဘန်ထွက်ကြည့်ဖို့လုပ်ပေမဲ့ဂိလ်ဘတ်ကအပြင်ကိုမထွက်ဖို့တားလိုက်ပါတယ်။ဘန်ကတော့ဘလို့ပဲတတဝိုင်းမတ်ပြောင်းပြီးအနံ့ခံကတောထဲမှာလိုက်ရှာနေခဲ့ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင်တော့ VPN လေးခံကြည့်ပေးပြီး like and subscribe လေးနဲ့လည်းအားပေးခဲ့ကြပါအောင်ဗျ။အားလုံးကျေးဇူးတင်ပါတယ်။အဲနောက်မိုရီနဲ့ပြည့်နေတဲ့တွင်းတစ်ခုတွေကနေနွယ်ပင်လိုမိုရီကဘန်ကိုပတ်ပြီးအောက်ထဲကိုဆွဲခေါ်သွားကြပါတယ်။အောက်ရောက်တော့ဘန်လည်းအဖိုးမတ်ကိုတွေ့လိုက်တာကြောင့်အမြန်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ Omitis limit ပြည့်သွားတာကြောင့်ဘန်လည်းလူပြန်ဖြစ်သွားခဲ့ပါတယ်။အဲချိန်မွန်စတာကောင်လေးလည်းဘန်တော့လိုက်နေရကြောင်းဘန်လည်းထွက်ပြေးနေပြီးအပေါ်ရောက်တော့ဘတ်ဖိုးပေါ်တက်ကမွန်စတာတွေကိုဘတ်ဖိုးနဲ့တိုက်ချလိုက်ပါတယ်။နွယ်တွေကလည်းဘတ်ဖိုးကိုပတ်ဖို့လုံနေရကြောင်းဘန်လည်းအမြန်ထွက်ပြေးလာပြီးစကန်ကိုပြန်လာခဲ့ပါတယ်။စကန်ကိုရောက်တော့ဘန်အပြင်ကအကြောင်းတွေပြောပြပြီးမှဂွမ်တို့ကသိနေပြီဖြစ်ပါတယ်။မိုရီကစကန်တစ်ခုလုံးကိုဝါမျောနေရကြောင်းဂိလ်ဘတ်ကဒီရထွက်သွားဖို့ပြောပြီးမှဘန်နဲ့ဂွမ်ကတော့အဖိုးမတ်မှာပါပဲမထွက်သွားဘူးလို့ပြောကအဖိုးမတ်ကိုကယ်ဖို့ထွက်လာခဲ့ကြပါတယ်။အဲချိန်မေယောက်ထဲကနေအေယာမမှုအကြီးတွေအများကြီးထွက်လာပြီးအဲ့မိုဒီတွေထဲမှာလည်းတန်းနဲ့ချီတဲ့မှုမျိုးစေ့တွေအများကြီးရှိတာကြောင့်အဲတွေကနေမျိုးစေ့တွေထုတ်လို့လိုက်ရင်နေရာအပြည့်မိုရီနဲ့ပြည့်နှံ့နေမှာပဲဖြစ်ပါတယ်။မိုရီကိုတပ်ဖို့နီလန်ကတော့မိုရီရဲ့အရင်မြင့်ဖြစ်တဲ့မစ်စလီယန်ဆိုတဲ့မှုကောင်ကြီးကိုဖျက်ဆီးပြရမှာပဲဖြစ်ပါတယ်။ဂွမ်လည်းဘန်နဲ့တူလိုက်ခဲ့မယ်ပြောရကြောင်းမတည့်တူဖြစ်ပေမဲ့ဂွမ်အောင်စိတ်ပူတာကြောင့်ဘန်ဂွမ်အောင်ထားခဲ့ပြီးအစလာရိပြောင်းကထွက်သွားခဲ့ပါတယ်။ဂွမ်တို့ကလည်းတိုင်ပတ်နေတော့အောက်ကနေမှုပင်ကြီးတွေထွက်လာကအန်ဒီနဲ့မန်ဒီတို့ကိုဝါမျိုးသွားခဲ့ပါတယ်။ဘန်လည်းအဖိုးမတ်ကိုရှာနေပြီးတစ်ဖက်မှာဂွမ်တို့ကလည်းမှုပင်ကြီးကိုမြားနေနဲ့ပြစ်ကအန်ဒီတို့ကိုကယ်ထုတ်ပေးလိုက်ပါတယ်။မှုပင်တွေလည်းတောက်လျှောက်ထွက်နေရကြောင်းဂွမ်တို့လည်းအမြင့်တနေရာကိုတက်ဖို့လုပ်ကြပါတယ်။ဘန်ကလည်းအဖိုးမတ်ကိုရှာတွေ့ပြီးနွယ်တွေဖယ်ပေးနေတော့လူပြန်ပြောင်းသွားကြကြောင်းဘန်မှာဖမ်းခံလိုက်ရပါတယ်။ဂွမ်တို့ကတော့အပေါ်ရောက်တော့ကေဘဲနဲ့ဆွဲကတစ်ဖက်ချမ်းအောင်ကူးသွားကြပါတယ်။ဘန်လည်း Omitis ကိုတုံးလို့ရအောင်ပြန်လုံးနေရချင်းအကောင်တော်မရွေးရသေးပဲ Omitis ကိုတုံးမိလိုက်ပါတယ်။ဒီတစ်ခါမှာတော့ဘန်တို့တောင်တစ်ခါမှအမြင်မှုတဲ့ alien တကောင်ပြောင်းသွားခဲ့ပါတယ်။သူ့နာမည်ကတော့ One By ပဲဖြစ်ပြီးအချွန်ထက်တွေနဲ့တစ်ပင်ကောင်ပဲဖြစ်ပါတယ်။အဲ့ချင်းအဖိုးမတ်နဲ့ဘန်ကိုမစ်စလီယန်ကြီးရဲ့မြေရောက်လေးဆွဲချသွားလိုက်ပါတယ်။တစ်ဖက်ဂွမ်တို့လည်းမှုကောင်တွေနဲ့ရင်ဆိုင်နေရပြီးအသေးအံထွက်ပြေးနေရပါတယ်။ဘန်ကလည်းမှုကောင်ကြီးရဲ့ဘာသာစကားကိုနားလည်နေပါတယ်။ဘန်တို့ကတော့ဘလို့ပဲရုံသူ့လက်ကနေပြေးမလို့လို့ပြောပြီးမကြခင်ဂျိုဘိုကတက်ရှိတွေအကုန်လုံးကိုဝါမျိုးပြတော့မှလို့ပြောလိုက်ပါတယ်။အဲ့လိုနဲ့ဘန်လည်းနွယ်တွေကိုဖျက်ဆီးပြီးမစ်စလီယန်ကြီးကိုစီပေါ့စ်တွေနဲ့ပောက်ကွဲအောင်ပစ်ကတိုက်ခိုက်လိုက်ပါတယ်။တစ်ဖက်မှာဂွမ်တို့ကလည်းရရလက်နဲ့ဆွဲပြီးမှုရီကိုတိုက်ခိုက်လိုက်ပါတယ်။မှုရီကလည်းပုံများလာကြောင်းဂွမ်တို့လည်းအသေးအံနဲ့ပြန်ထွက်ပြေးနေရတဲ့အချိန်မန်ဒီကိုဆွဲခေါ်သွားကြောင်းအန်ဒီလည်းဖက်နဲ့တရံစကြလို့လောက်ကပြပြီးကယ်ပေးလိုက်ပါတယ်။ဘန်ကလည်းမစ်စလီယန်ကြီးကိုခုတ်နေပေမဲ့ဘာမှမထူးတဲ့ပြီး Omitis ကလစ်မစ်ပြည့်ပြီးလူပြန်ဖြစ်သွားခဲ့ပါတယ်။တစ်ဖက်မှာဂွမ်တို့ကိုလည်းမှုရီကဝိုင်းထားပြီးပိတ်မိနေပြီပဲဖြစ်ပါတယ်။ဘန်တို့လည်းပြန်ဖမ်းခံရပေမဲ့အဖိုးမတ်လိန်ကိုင်းနဲ့ပေါင်နာတွေခြေထောက်မှာလိန်ထားတာကြောင့်ဘန်လည်းမစ်စလီယန်ကြီးရဲ့ကိုယ်တွေကိုဖက်နဲ့ပါချွတ်ချပေးလိုက်ပါတယ်။မိုးကောင်ကြီးလည်းမိုးရနာပြောက်တဲ့ပေါင်နာကြောင့်စတင်ပျက်စီးလာတဲ့အပြင်ဘန်ပေါင်နာဘူးလိုက်ကြီးကိုပါပစ်ထည့်ပေးလိုက်တာကြောင့်မစ်စလီယန်ကြီးလည်းလုံးဝပျက်စီးသွားခဲ့ပါတယ်။တစ်ဖက်ဂွမ်တို့ဘက်မှာလည်းမိုးကောင်ကြီးကပိန်လိန်ပြီးတေကုန်ကြရည်ပဲဖြစ်ပါတယ်။အဲနောက်အဖိုးမတ်တို့နဲ့ပြန်ဆောင်ရပြီးအပြင်မှာရှိနေတဲ့မိုးတွေအကုန်လုံးတတ်ဖို့လွန်နေသေးတာကြောင့်စကန်ထဲမှာရှိတဲ့ပေါင်နာမုံတွေကိုယူကဘန်စတင်ဖလိုင်းပြောင်းပြီးဂွမ်ကလိုက်ဖျန်းပေးတာကြောင့်မိုးတွေအကုန်လုံးလည်းပျက်စီးရှင်းလင်းသွားခဲ့ပါတယ်။အလွန်နဲ့နောက်နေ့မှာတော့ဘန်တို့နှစ်ယောက်လည်းမွေးနေ့အတူလုံးမဲ့ကိစ္စကိုငင်းခုန်နေပြီးစားနောက်နေကြပြန်ပါတယ်။အဖိုးမတ်ကတော့မက်ရှရုံးနဲ့လှုပ်ထားတဲ့ပီဇာတပွဲမှာလာပြီးဘန်တို့ကရုံနေပြီးအဖိုးမတ်ကတော့အားရပါရစားရင်းနဲ့ပဲပြီးဆုံးသွားပါတယ်။ဒါကတော့ဘန်နန်ကလပ်စစ်စီဇန်2ရဲ့အပိုင်းခုံပြီးအပိုင်းရှိတော့နောက်ရက်မှာတင်ပြီးတော့မှာမလို့ like and subscribe လေးနဲ့လည်းအားပေးခဲ့ကြပါအောင်ဗျ။အားလုံးကျေးဇူးတင်ပါတယ်။